ထိုင်ဝမ်ရောက်တာ၄လပြည့်ပြီဆိုတာနဲ့ ARC ဘယ်လိုရှောက်ရလဲဆိုတာကိုပြပြပေးထားပါတယ်။ ARC ရှောက်ရမယ့်လင်းလေးကိုတော့ comment မှာချထားပေးပါတယ်ရှင်။ comment မှာပေးတဲ့ link ကိုဝင်လိုက်တယ်ပေါ့နော်။ဝင်လိုက်တယ်ဆိုရင်ဒီ site ကိုဒီ website ကိုရောက်လာမယ်ပေါ့နော်။ရောက်လာတယ်ဆိုရင်ကိုကအကောင့်မဖွင့်ရသေးဘူး။ကို့မှာလည်းအကောင့်မရှိဘူးဆိုရင်ပထမဆုံးအကောင့်ဖွင့်ရမယ်ပေါ့နော်။အဲ့တော့ create account ကိုသွားမယ်။သွားပြီးတော့ဒီမှာ Chinese name နဲ့တရုတ်နာမည်ဖြည့်ရမယ်။ပြီးရင် English name မှာဆိုရင်ကိုယ်တွေတုန်းကပေါ့နော်အရင်ဆုံးစာနင်းကတော့ပုံမှန်အတိုင်းပဲကိုယ့်ရဲ့ last name ထည့်ရတယ်ဆိုပြီးတော့ last name ကိုသွားထည့်ရပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ရုံးကနေ reply လာတယ်ပေါ့နော်စာနင်းက last name မထည့်ရဘူးပေါ့ first name ကိုစာနင်းအနေနဲ့ထည့်ပေးပါဆိုပြီးတော့ပြန်ပြင်ခိုင်းတယ်ပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ပြင်နေရတာနဲ့ARC လျှောက်တာနည်းနည်းကြာသွားတယ်ပေါ့နော်အဲ့တော့ကြောင့်ဒီမှာစာနင်းမှာက first name ဖြစ်တဲ့ name ကိုထည့်ရမှာပေါ့နော်ဒီမှာက given name မှာနောက်ဆုံးလုံးကိုထည့်ရမယ်သစင်လဲပြီးတော့ဒီမှာ nationality မှာကမြန်မာကိုယူရမယ်ပေါ့နော်မြန်မာကိုယူရမယ်ပေါ့နော်ပြီးတော့ရင် date of birth ကိုယူရမယ် date of birth ကရွေးလိုက်ပေါ့နော်ကိုယ့်ရဲ့ date of birth ကိုပြီးရင် gender ယူရမယ် passport number ထည့်ရမယ်ပြီးရင် contact phone number ကကိုယ့်ရဲ့ထိုင်ဝမ်မှာသုံးနေတဲ့ဖုန်းနံပါတ်ကိုထည့်ရမယ်ပေါ့နော်ပြီးတော့ဒီ exit ကဘာမှထည့်စရာမလိုဘူး email ထည့်ရမယ်လက်ရှိသုံးနေတဲ့ email လေးထည့်ရမယ်ပြီးတော့ရင် account ID ကကိုက3လပြည့်လို့ immigration ရုံးမှာ visa သက်တမ်းသွားတိုးတဲ့အခါကျရင် UID number ဆိုပြီးတောင်းခဲ့ရရပေါ့နော်အဲ့မှာ account ID ကအဲ့မှာတောင်းခဲ့တဲ့ UID number ကိုထည့်ရမယ်ပေါ့နော်နောက်တစ်ခုက password ကိုထားခြင်းတဲ့ password ကိုထည့်ရမယ်ပြီးရင် password confirmation လုပ်ဖို့အတွက်password ကိုနောက်ထပ်တစ်ချိန် re-enter ပြန်လုပ်ရမယ်ပေါ့နော်ပြီးသွားရင်တော့ register လုပ်လိုက်လို့ရပြီ register လုပ်လိုက်တယ်ဆိုရင်ခုနကဒီမှာဖြည့်ထားတဲ့ email စီကိုaccount တစ်ခုဖောက်ပြီးကြောင်းemail ပို့လာမှာပေါ့နော်အဲ့ email မှာဘာပါမလဲဆိုတော့ဒီမှာရှိတဲ့ account number ပါလာမယ်ပေါ့နော်အဲ့တော့ဒီမှာကိုယ့် account ထဲကိုဝင်လို့ရပြီဆိုတော့account number ထည့်မယ်ပြီးရင်ဘာထည့်မလဲဆိုတော့ခုနကရိုက်ခဲ့တဲ့ password ပေါ့နော်ပြီးရင်ဒီမှာကgenerate လုပ်ဖို့အတွက်ဒီမှာဒီကစာကိုရိုက်ထည့်ပေးရမယ်ပေါ့နော်ရိုက်ထည့်ပြီးတော့ login ဝင်လိုက်လို့ရပါပြီဒါဆိုရင်ဘာဖြစ်မလဲဆိုတော့ဒီမှာ verification code ကြမယ်တဲ့အဲ့တော့ email ထဲကိုဝင်ရမယ်ပေါ့နော်ဒီမှာကြလာပြီပေါ့နော်နောက်ဆုံး verification code ကြလာပြီဒီမှာဒါလေးကိုcopy ပေါ့နော် copy သွားရင်ဒီမှာ submit လုပ်လိုက်ဒါဆိုရင်ဒီ page ကိုကြာလာမှာပေါ့နော်အဲ့တော့အရင်ဆုံးကိုကဘာလုပ်မှာလဲဆိုတော့ application fountain မှာပေါ့နော် first time ARC ရှောက်မယ်ဒါကကြတော့ကိုက ARC ရှောက်ပြီးသွားလို့ extension လုပ်ရင်ဖြည့်ရမယ်ယူရမယ်ဟာပေါ့နော်အခုကကိုက ARC ကပထမဆုံးချိန်ရှောက်မှာ foreign students ဆိုတဲ့အတွက် first time ARC ကိုနှိပ်မယ်နှိပ်ပြီးသွားရင် new applicant ကိုနှိပ်မယ်ပြီးသွားရင်ဒါတွေကသူကပြောတယ်ပေါ့နော်ဒါကonline ARC application တွေ extension တွေတော့ modification တွေသူပြောထားရပေါ့နော်စာရေးလည်းဖတ်ကြည့်ရင်လည်းဖတ်ကြည့်ပေါ့မဖတ်ကြည့်တော့ဘူးကိုတွေကတော့ okay agree လုပ်ပြီး okay ပေးလိုက်တယ်ပေါ့နော်ပြီးသွားရင်ဒီမှာကကိုတွေက language school နဲ့လာတဲ့အတွက်ဘာလဲဆိုတော့ application with stay visa ပေါ့နော်ဒါကိုရွေးမယ်ပြီးရင်ဒါကကိုက foreign student study program study ကဘာလဲဆိုကိုတွေက short term language learning program ပေါ့နော် short term အနေနဲ့လာတာကိုပြီးတော့ဒီမှာenrollment လုပ်ထားလားမလုပ်ထားဘူးလားဆိုကို enrollment လုပ်ထားတော့ကျောင်းက enrollment လုပ်ထားရင် enrollment ကိုဖြည့်ရမယ်ပေါ့နော်ပြီးရင် send ကိုနှိပ်လိုက်မယ်ပေါ့နော်ဒီမှာဘာလုပ်ရမလဲဆိုတော့ကိုကဓာတ်ပုံရွေးရမယ်ပေါ့နော်အဲ့တော့ဓာတ်ပုံရွေးလိုက်ပါမယ်ဓာတ်ပုံရွေးလိုက်ပြီပေါ့နော်ရွေးပြီးသွားရင်ဒီမှာသူကပြောထားတယ် JPG JPEG PNG BMP PDF format ကိုလက်ခံတယ်တဲ့ပြီးသွားရင်သူက site ကိုလည်းပြောထားတယ်တကယ်လို့ site ကကြီးနေဆိုတော့သူ crop ပေးမှာပေါ့နော်site ကြီးလားမကြီးလားစမ်းကြည့်လိုက်မယ်ပေါ့နော်ရွေးလိုက်မယ်ပြီးရင် upload လုပ်လိုက်မယ် site ကပုံမှန်ပဲပေါ့နော်ဒါ download လုပ်ချင်လို့မလုပ်ချင်လဲရတယ်ကိုရီးယားမလုပ်တော့ close လိုက်ပြီပြီးသွားတော့ဒီမှာဘာရွေးရမလဲဆိုကိုယ့်ရဲ့အကြောင်းကိုရွေးရမယ်ကိုရီးယားတော့ခြုံရိုးဆိုတော့ CUFA language center ကိုရွေးရမယ်ပေါ့နော်ဒါတော့ကိုယ်အကြောင်းကိုရွေးရမှာပေါ့နော်ပြီးသွားရင်
ဒီမှာကိုက student of study scholarship student လည်းမရှိဘူးเนาะကိုမှာ scholar လည်းမဟုတ်ဘူး scholar နဲ့လာလည်းမဟုတ်ဘူးဆိုတော့ဘာမှချက်စရာမလိုဘူးဒီမှာဘာဖြစ်ရမလဲဆိုတော့ proof of enrollment ဒီ enrollment ဆိုတာအကြောင်းကပေးတာပေါ့နော် student ID ကိုရီအကြောင်းကကျ student ID မပေးဘူးပေါ့နော်မပေးတော့ကျတော့သူတို့ကစာရွက်စာတမ်းထုတ်ပေးရပေါ့နော် ARC လျှောက်ဖို့အတွက်ဆိုပြီးတောင်းရင်စာရွက်စာတမ်းထုတ်ပေးရပေါ့နော်အဲ့တော့ student ID လေးကိုယူရမယ်ပြီးရင် passport ရဲ့ရှေ့ချမ်းကိုဓာတ်ပုံရိုက်ပြီးတော့ဒီမှာchoose file လုပ်လိုက်တာနဲ့သူကသူရွေးလို့ရတယ်ပေါ့နော်အပြီးတော့ရင် visa ရော ARC ဒါ visa ပါတဲ့ passport မှာ visa ပါတဲ့ဟာကို visa တုံးထုတ်ထားတဲ့စာမျက်နှာကိုဓာတ်ပုံရိုက်ပြီးတော့ထည့်ပေးရမယ်ပေါ့နော်ပြီးရင် proof of announcement နဲ့ announcement ကသူပြောတာ housing agreement အိမ်ငှားစာချုပ်ပေါ့နော်ကိုရီးယားအိမ်ငှားစာချုပ်ကိုရှေ့ချမ်းနေရောနောက်ချမ်းနေရောကလာချင်းသွင်းပေးထားတဲ့စာရွက်တွေပါကိုကဓာတ်ပုံရိုက်ပြီးပို့ပေးလိုက်တယ်ပေါ့နော်လိုနေမှာဆိုရတယ်ဒီမှာအပေါင်းလက္ခဏာယူပြီးတော့အများကြီးယူပြီးတော့စာရွက်တွေထည့်လို့ရတယ်ပေါ့နော်ကိုကတော့အများကြီးထည့်ပေးလိုက်တယ်ပြီးတော့ proof of scholarship တဲ့ကိုရီးယား scholarship နဲ့လာတာမဟုတ်တော့ဒီမှာဘာမှထည့်စရာမလိုဘူးနောက်တစ်ခုကincluding leave ဒါက attendance form ကိုပြောတာပေါ့နော်ဒါကကျောင်းကပေးရပေါ့နော်ကျောင်းက ARC လျှောက်ဖို့ဆိုရင်ဒီမှာဒီဟာအတွက် attendance form ပေးတယ်နောက်တစ်ခုက student ID အတွက်ဒီလိုကျောင်းကထုတ်ပေးစာရွက်စာတမ်းရှိမှာပေါ့နော်အဲ့နှစ်ခုကိုဖြည့်လိုက်ရင်ရပြီနောက်တစ်ခုက certificate of head examination ဆိုတာက medical check up ကိုပြောတာဒီမှာ medical check up ကိုလည်းကိုရရှေ့ချမ်းနေရောနောက်ချမ်းနေရောရိုက်ပေးလိုက်တာပေါ့နော်ဒီမှာပေါင်းလက္ခဏာနေပြီးတစ်ဖိုင်ချင်းထည့်ပေးလိုက်တယ်ပြီးရင် other supporting document မရှိတော့ဘာမှထည့်မပေးခဲ့ဘူးပေါ့နော်ဒီမှာနောက်တစ်ထပ်ဖြစ်ရတယ်ဒီမှာက name of Chinese တက်ကိုက Lin Shueli နာမည်ကနှင်းသက်စလွင်တကယ်လို့ကိုကအကောင့်ပထမဆုံးအကောင့်ဖောက်တဲ့နေရာမှာစာနှင်းကိုသာနောက်ဆုံးလွင်ကိုထည့်ခဲ့မယ်ဆိုရင်ဒီမှာလွင်နှင်းသက်စင်ကြီးဖြစ်နေမှာပေါ့နော်အဲ့တော့ information ကမှားနေပြီပေါ့နော်ပြန်ပြင်ရမယ်ပေါ့နော်သူတို့အဲ့လိုပြန်လာပို့လိမ့်မယ်အခုကိုကမှန်ခဲ့ရပေါ့နော်စာနှင်းကိုရှေ့ကနာမည်ထည့်လိုက်တဲ့အတွက်ဒီမှာနှင်းသက်စင်နဲ့မှန်သွားတယ်ပြင် date of birth ကိုဖြည့်ရမယ် gender ရွေးရမယ် passport number ထည့်ရမယ် passport ရဲ့ valid date ဒါက passport သက်တမ်းကုန်မဲ့ရက်ကိုထည့်ရမှာပေါ့နော်ကိုယ့်ရဲ့ passport စာအုပ်မှာကြည့်လိုက် expire date ပါတယ်ပေါ့နော်အဲ့ဒါကိုထည့်ရမယ်ပြီးရင် nationality ကိုရွေးရမယ်ပြီးရင် UI number ဒါကခုနပြောတဲ့visa သက်တမ်းတိုးတဲ့ချိန်တုန်းကတောင်းခဲ့ရမယ် UI number ပေါ့နော်အဲ့ဒါဖြည့်ရမယ်ပြီးရင် resident visa ကိုကFS ကိုရွေးရမယ်နောက်တစ်ခုကဒါကကိုမွေးခဲ့တဲ့နိုင်ငံဒါကကိုမွေးခဲ့တဲ့မြို့ပြီးသွားရင်ဒါက academic qualification နဲ့ကိုကဒေါက်တာဒီဂရီလား master ဒီဂရီလားကိုဘာနဲ့လာခဲ့လဲပေါ့နော်2 year junior college နဲ့လာရင်2 year junior college ပေါ့နော်ဒီမှာက CUFA Chinese language သူက enrollment လုပ်ထားတယ်နောက်တစ်ခုကကိုကအခုမှနေတာ first year ပေါ့နော် marriage ဒါ material status ကကိုက marriage လား unmarriage လားရွေးပေါ့နော်ပြီးရင်ထိုင်ဝမ်ဖုန်းနံပါတ်ဖြည့်ရမယ်ပြီးရင်ထိုင်ဝမ်မှာနေတဲ့မြို့ကိုရဆိုရင် new ထိုင်ပေမှာနေရပေါ့နော်ပြီးရင်ဒီမှာ line နံပါတ်ရွေးရမယ်ပေါ့နော်ပြီးသွားရင်ဘာဖြည့်ရမလဲဆိုတော့ mobile ဖုန်းနံပါတ်တော့ကိုယ့်ရဲ့ထိုင်ဝမ်မှာနေတဲ့ဖုန်းနံပါတ် email ဖြည့်ရမယ်ပြီးရင်ကိုနဲ့ပတ်သက်ပြီး contact လုပ်လို့ရမယ်သူပေါ့နော်ကိုကိုဆက်သွယ်လို့မရဘူးဆိုရင်တခြား contact လုပ်လို့ရမယ်သူရဲ့နာမည်ပေါ့နော်ကိုတငယ်ချင်းတယောက်နာမည်ထည့်လိုက်ပေါ့နော်ပြီးရင်သူ့ရဲ့ ID နံပါတ်ဒါမှမဟုတ် passport နံပါတ် UI နံပါတ်ထည့်လို့ရတယ်သူ့ရဲ့ passport နံပါတ်ထည့်လို့ရတယ်ပြီးရင်သူ့ရဲ့ဖုန်းနံပါတ်ထည့်မယ်ပြီးရင်သူ့ရဲ့ nationality ကိုရွေးပေးမယ်ပေါ့နော်ပြီးရင်စမ်းလုပ်လိုက်ရင်ရပြီပေါ့နော်စမ်းလုပ်လိုက်ပြီဆိုရင်သူတို့ဒီ information တွေကိုလက်ခံရရှိရဆိုတဲ့အကြောင်းကို email တစ်ခါပြန်ပို့ပေးမှာပေါ့နော်တကယ်လို့အဲ့လို email ပြန်ပို့ပြီးသွားပြီအဲ့ဒါအောင်မှကိုယ့်ရဲ့ basic information တွေမှားသွားတယ်နာမည်ရှင်းနောက်တွေမှားသွားတယ် passport နံပါတ်တွေမှားသွားတယ်ဆိုရင်ကိုကပြင်လို့ရတယ်ပေါ့နော်ဘယ်မှာပြင်ရမလဲဆိုတော့ဒီမှာ account ထဲကနေသွားပြီးတော့ basic information ကိုသွားပြီးတော့ဒီမှာနာမည်တွေသွားချိန်လို့ရတယ်ပေါ့နော်ဒီမှာ date of birth တွေ passport နံပါတ်တွေသွားချိန်လို့ရတယ်ပေါ့နော်ဒါစေပြီးသွားရင်ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ basic information ချိန်လို့ရတာပေါ့နော်ပြီးသွားရင်ကိုသူက3ရက်လောက်နေပြန်ပို့ပဲပေါ့နော်ပတ်စံပေးချေလို့ရပြီဒါမှမဟုတ်လဲမှားရင်မှားတယ်ဆိုတဲ့အကြောင်းကိုပြန်ပို့မှာပေါ့နော်အဲ့တော့ရင်ဆုံးအကုန်လုံးအဆင်ပြေသွားလို့ပတ်စံချေလို့ရပြီဆိုရင် online payment link ကိုသွားလိုက်ရင်ဒီမှာကိုကတော့ဘာမှမရှိတော့ပြမထားတော့ဘူးပေါ့နော်ဒီမှာသူပြတဲ့အချက်လက်လေးစာလေးနည်းနည်းဖတ်ပြီးဆက်လုပ်လိုက်ရင်အဆင်ပြေရပေါ့နော်ဒါက online payment အတွက်ဒါမှမဟုတ်ကိုကမှားနေတယ်ကိုဘာမှားနေရလဲဆိုတာကိုမသိဘူးဆိုရင်သူကစာပြန်ပို့ရဆိုရင်ဒီမှာ case တဲ့ chat ထဲကိုသွားပြီးတော့ case တဲ့ chat ကိုသွား
သွားပြီးသွားရင်ဒီမှာကိုယ့်ရဲ့ application number ကိုယူပြီးသွားရင်ဒါ inquire လုပ်လိုက်တယ်ဆိုရင်ကိုယ့် account တွေကိုရောက်သွားမှာပေါ့နော်ရောက်သွားရင်ဒီမှာဘာမှားနေလဲဆိုတာကိုဒီမှာ view နှိပ်ပြီးကြည့်လို့ရတယ်ပေါ့နော်အားလုံးပြီးသွားပြီကိုကပတ်စံလည်းချေပြီးသွားရင်အကုန်လုံးလည်းပြီးစီးသွားပြီရမရသိကျင်တယ်ဆိုရင်ကိုကဒီနေ့ပတ်စံချေရဆိုရင်နောက်ထပ်3-4ရက်လောက်စောင့်ပေါ့နော်3ရက်လောက်နေပြီဆိုရင်ကိုယ့်ရဲ့ARC ရမရသိကျင်တယ်ဆိုရင်ဒီမှာ download တွေကနေသွားပြီးသွားရင် download electronic ပေါ့download electronic ARC for foreign students ဆိုတဲ့ဒီထဲကိုဝင်ပေါ့နော်ဝင်ပြီးသွားရင်ဒီမှာကိုယ့်ရဲ့ application number ကိုဖြည့် application number email ပို့ပေးမှာနော် application number ကိုဖြည့်ပြီးရင် inquire လုပ်လိုက်ရင်ဒီမှာကိုယ့်ရဲ့ ARC ကို download လုပ်လို့ရပြီပေါ့နော် download လုပ်လို့ရပြီပေါ့နော်တကယ်လို့တစ်ခုခုအဆင်မပြေတာရှိလို့သိချင်တယ်ဆိုရင်လည်းလာမေးလို့ရတယ်ပေါ့နော်